မင်္ဂလာပါဒါကတော့ကျွန်တော်တို့စက်ယုံရဲ့ဒါညနေစာစားချိန်မှာတန်းစီနေတာကိုရိုက်ပြထားဖြစ်ပါတယ်ညနေစာဆိုတဲ့အတွက်အရန်စားမဲ့သူနည်းပါတယ်မနက်စာလောက်စားမဲ့သူတိတ်မရှိဘူးเนาะညနေစာများသောအားဖြင့်အစာပြီးကျွေးတာဆိုတော့ဟင်းရလည်းနည်းပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါကကျွန်တော်ရှိမှဆိုလို့ရှိရင်9ရောက်6ပဲရှိပါတယ်မနက်စာဆိုရင်တော့ကျွန်တော်တို့လူကြီးထောင်ချင်ရဲ့အတွက်အများကြီးတန်းလူတွေအများကြီးတန်းစီရပါတယ်ခုတော့ညနေစာဆိုတဲ့အတွက်စားမဲ့သူတိတ်ပြီးရဲ့အတွက်နည်းပါးပါပဲစားမဲ့သူတိတ်ပြီးရဲ့တန်းစီရသူနည်းပါတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အများအပြားသူတို့ချက်ကျွေးတာကတော့ထိုင်းစာတွေများပါတယ်ဒီမှာကျွန်တော်လှမ်းမြင်ရတော့ကတော့လမ်းမြန်တော့ကတော့ညင်းနဲ့ကြက်သားနဲ့ရောချက်ထားတာကိုထမင်းပကံနဲ့ကိုထမင်းပကံနဲ့ပုံပြီးရပဲတွေ့ပါတယ်။မဆိုလို့ချင်းသူလည်းလောရှုသက်သာအောင်ဖြစ်တဲ့လောရှုသက်သာအောင်ထမင်းပကံနဲ့ကိုဟင်းပုံပေးလိုက်ပါတယ်။ထမင်းသားကန်းတော့အကျယ်ကြီးပါပဲဒီမှာညနေစာဆိုတော့စားမဲ့သူတိတ်မရှိပါဘူး။ကျွန်တော်တို့မနက်စာဆိုလို့ရှိရင်တော့ကျွန်တော်ဒီခမ်းမကြီးအပြည့်အကျက်ဒီခမ်းမကြီးကတော့ပြည့်နေရပါတော့ပြီးတော့ကျွန်တော်ထမင်းစားလို့ရှိရင်များသောအားဖြင့်နှစ်ဆိုင်ခွဲစားပါတယ်ပေါ့ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ကဒါဒုတိယဆိုင်နဲ့ပါသွားတဲ့အတွက်